နေ့စဉ်ဘဝမှာစိတ်ပိုင်းဆိုင်ရာအဆင်ပြေချောမှုကအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မေလမှာကြားရောက်တဲ့ Mental Health Awareness Month စိတ်ကျန်းမာရေးအသိပညာပေးလာကိုကြိုဆိုတဲ့အနေနဲ့ Mental Health 101 Knowledge Sharing Session အစီအစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေခံအကြောင်းဆုံးနဲ့လူတိုင်းသိထားတဲ့ဗဟုသုတတွေကိုရိုးရိုးရှင်းရှင်းလေးဝေမျှပေးသွားမှာပါ။ဒီ sharing session လေးတွေကိုမေလရဲ့အပတ်စဉ်တစ်နေ့ကိုနေတိုင်းညနေ6နာရီမှာဘဝတုတရယူနိုင်ပါတယ်။ခေါင်းစဉ်လေးခုကတော့ပထမဘက်မှာတော့စိတ်ချမ်းသာရေးဆိုတာဘာလဲဆိုတာနဲ့အမြင်မားတွေကိုဘယ်လိုလျှော့ချမလဲဆိုတာပြောပြတော့မှာပါ။ဒုတိယဘက်မှာတော့စိတ်ဖိစီးမှုတွေခံစားချက်တွေကိုဘယ်လိုနားလည်ပြီးဘယ်လိုကထုတ်ဖြေရှင်းမလဲဆိုတာပါ။တတိယဘက်မှာတော့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးထိရောက်တဲ့ပြောဆိုဆက်သွယ်မှုနဲ့ကိုယ့်ရဲ့စီဝါသတ်မှတ်တာတွေကိုဆွေးနွေးပါမယ်။နောက်ဆုံးဘက်မှာတော့ကိုယ့်ကိုယ်ကိုယ်ရေးဆိုင်ဖို့လိုအပ်ရင်အကူအညီတောင်းဖို့နဲ့အခက်အခဲတွေကိုကြံ့ခံနိုင်တဲ့စိတ်ခွန်အားတည်ဆောက်ဖို့အကြောင်းတွေပဲဖြစ်ပါတယ်။စီကျမ်းမှာဘဝတာယာမှာပါ။မီလရဲ့ဒီနေ့ညနေ6နာရီတိုင်းမှာဆုံကြရအောင်နော်။